ကြီးနဲ့ပတ်သက်ပြီးတော့မီဒီယာလူချင်းများအားလုံးရဲ့ရှေ့မှောက်မှာမိတ်ဆက်ပေးတဲ့မီဒီယာမိတ်ဆက်ပွဲအခမ်းအနားလေးလေးဖြစ်ပါတယ်ရှင်။ဘေးကုန်းလေးကအချစ်ဈေးကဘယ်လိုဈေးမျိုးလဲစူပါမားကတ်လား wet market လားလို့မြင်ထားတာပါ။ဘယ်လိုပြောရမလဲ။ဒါကြီးကမဟုတ်ဘူးလေကျွန်တော်တို့ကဈေးဆိုတာကတင်စားထားတာတခုပေါ့နော်။ကျွန်တော်တို့ကအချစ်မှာတန်ဖိုးတစ်ခုရှိတယ်။အဲ့တန်ဖိုးကိုတန်ဖိုးတည်တဲ့သူမှဝယ်လို့ရမယ်ပေါ့နော်။ရွေသုံးပါမရွေဘူးထင်တော့အချစ်ကြောင့်လူပြိုသွားတာလည်းရှိတယ်နော်။အချစ်ကြောင့်ယူသွတ်သွားတာလည်းရှိတယ်။ခုလိုလေးတဲ့ကြောင့်မှဒီအချစ်ကားကိုမြင်ရမှာဆို။နည်းနည်းတော့ရှင်းခုံတာပေါ့နော်။ဟုတ်ကဲ့ပါ။ကျွန်တော်မကစ်ကိုမေးထားပါတယ်။မကစ်အနေနဲ့အချစ်စီးမှာတဲ့ကိုနိုင်နိုင်နဲ့ဘလို့ဇဝင်ခန်းနေနဲ့စုံတွေ့ရမယ်ဆိုတာအနေငယ်လေးပြောပြပေးလို့ရပါသလားတဲ့။ဒါလေးကတော့ character ကတော့ကိုနိုင်နိုင်ရဲ့လက်ရှိအရွယ်ပုံစံမျိုးနဲ့ခက်ဆစ်စင်လေးပဲဖြစ်လေးပြောပြစီ။ခုနောက်ပိုင်းကတော့ကိကစကားအရေးအတွက်ထက်ကို quality ဘက်ကိုပိုဦးစားပေးပြီးတော့စိုက်ဖြစ်တယ်ပေါ့နော်။ကိုစကားတစ်ခုမှာဇလန်းစရုပ်ပေါ့အဲ့ဒါတွေကိုမတူညီတဲ့ရတာမျိုးစုံပေးနိုင်မှုအတွက်တည်တည်ချာချာရွေးချယ်ပြီးတော့နောက်ပိုင်းမှာရိုက်ကူးပြတယ်ပေါ့နော်ဘယ်လိုခေါ်မလဲဒီလိုမျိုးတရုပ်ဆောင်ကြီးနဲ့ရိုက်ဖို့ဆိုတာဒီလိုအချိန်ခါမှာတိတ်မလွယ်ဘူးပေါ့နော်ဈေးကွက်အရာဆိုတော့ဒါပေမဲ့ပရိသတ်ကိုပဲဥတီပြီးတော့ကျွန်တော်တို့အကောင်းဆုံးကြိုးစားကြမယ်ဆိုတဲ့ရွေးချက်ကလေးနဲ့ကျွန်တော်တို့လည်းဈေးတွေလည်းတော်တော်ညှိပြီးတော့ကျွန်တော်လုပ်ကြရတယ်ပေါ့အချစ်ဈေးမှာကျွန်တော်တို့ဈေးတွေလည်းညှိလိုက်ကြရပါတယ်ပေါ့နော်ဒီနေရာမှာလောက်ကမဲ့ character ဒီငါပြောလို့ပဲလူရလေးတွေပါမယ်ပြင်းထန်တဲ့ပောက်ကွဲမှုတွေပါမယ်ပြီးတော့မင်းသမီးဒီအရန်ဟိုမှာယောက်ျားနှစ်ယောက်ဝိုင်းပြရမယ်မင်းသမီးဒါဒီကိုနေတူးနဲ့ကိုနန်းနဲ့ဝိုင်းပြရမယ်မင်းသမီးဆိုအရန်ကိုလှနေမှရဆိုတဲ့ခါကျတော့မက်ကီကလည်းခြားလို့ရှိဘူးပြင်ဆင်မှုကတော့ရတော့3ယောက်စလုံးဒီဇက်ကိုတတိချာချာလေးပေါ့နော်ဇက်စရာကိုမွန်နီလည်းရော driver ပြည်ပြနိုင်တယ်ရောအကုန်လုံးပေါင်းပြီးတော့မရိုက်ခင်ကလေးအားကိုတတိချာချာ pre production တွေနဲ့ပြင်ဆင်မှုတွေပြုလုပ်ခဲ့ကြတယ်ဇလန်ပိုင်းကိုလည်းအားလုံးအတိုင်းနဲ့ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်ပေါ့နော်မာဒီဘာရီတက်လာပါ